Fiber Wi-Fi လေးလည်းတက်ဆင်ခြင်းနဲ့ဈေးနှုန်းအဖြစ်လည်းချိုးသားရမယ်အိမ်မှာဆိုရင်လည်းလူ4-5-6ယောက်လောက်သုံးလို့ရတဲ့ Wi-Fi လေးကိုရှာနေရဆိုလို့ရှိရင်တော့မဟာnet Wi-Fi လေးရှိပါတယ်ရှင်မဟာnetမှာဆိုလို့ရှိရင်ရွေးချယ်နိုင်တဲ့ plan တွေအများကြီးရှိတယ်လုပ်ငန်းသုံးတဲ့အိမ်သုံးဆိုပြီးတော့2မျိုးရှိတယ်ပေါ့နော်လူချင်းမင်းတို့အနေနဲ့အိမ်သုံးလေးသုံးချင်နေဆိုလို့ရှိရင်25မှတ်34,500ကျပ်က PC ဖြစ်ပြီးတော့9ယောက်6ယောက်လိုက်စိတ်ကြိုက်ဝါသုံးနိုင်တာပဲဖြစ်ပါတယ်ရှင် data ကလည်း unlimited ပဲနော်ရန်ကုန်မြို့ရဲ့နေရာနဲ့တော်တော်များများမှာတက်ဆင်နိုင်တာဖြစ်လို့ line မကောင်းပါလေလုံးဝစိတ်ပူစရာမလိုဘူးเนาะရိုးရိုး line ကြတာဆိုလို့ရှိရင်တော့15မိနစ်နာရီဝက်အတွင်းမှာအပြီးပြင်ဆင်ပေးတာဖြစ်ပြီးတော့ကျိုးပြတ်တာမီနီလင်းတာဆိုရင်2ရက်အတွင်းလာရောက်ပြင်ဆင်ပေးမှာပဲဖြစ်ပါတယ်ရှင်ငွေလဲကြိုသွင်းစရာမလိုပဲနဲ့အိမ်နိုင်ရရောက်ဆက်လာရောက်တက်ဆင်ပြီးသွားတဲ့အခါကျမှပဲလူကြီးမင်းတို့အနေနဲ့ KB ဝေပြီးတခြား mobile banking နဲ့ online banking တွေအကုန်လုံးနဲ့ပေးချင်နိုင်တာပဲဖြစ်ပါတယ်ရှင် Wi-Fi လေးစုံစမ်းခြင်းလို့ပဲဖြစ်ဖြစ်လူကြီးမင်းတို့အနေနဲ့တက်ဆင်ပြီးသွားလို့ကိုမလိန်လေးတင်ချင်တာပဲဖြစ်ဖြစ်ဒီခုရေးထားတဲ့ခွန်း6568246ရဲ့ Viber မှာလည်းလာပြောလို့ရတယ်လို့ဖုန်းလဲဆက်လို့ရပါတယ်